မင်္ဂလာပါရှင်အခုတစ်ခေါက်မှာတော့မြန်မာသပင်လောကရဲ့ Skyrocket လို့တင်စားလို့ရတယ်အမျိုးသမီးပရိသတ်တွေကြားမှာတင်မကားပဲတင်နိုင်ငံလုံးကသပင်ချစ်သူတွေဝိုင်းဝိုင်းလေအားပေးခံရတဲ့မင်းသားချောအောင်ဇက်ပူအကြောင်းကိုတင်ဆက်ပေးခြင်းပါရဲ့ရှင်မျက်နှာသစ်မင်းသားတယောက်ကနေတင်းထောင်ချီအကုန်ရခံပြီးကိုပိုင်စအဖေကြီးကိုဘယ်လိုစွန့်စားတီထောင်ခဲ့တာလဲသူ့ရဲ့အောင်မြင်မှုရှို့အချက်တွေကဘာလဲဆိုတာအဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရရှင်။မင်းသားအောင်ဇက်ပူကိုပရိသတ်တွေစတင်တတိထားမိတာကတော့မော်ဒယ်လောကကနေဖြစ်ပါတယ်။ရုပ်ရည်ကမော်ဒယ်တယောက်လိုချောမောကျော်ရှင်နေတာကြောင့်မော်ဒယ်မင်းသားလိုတောင်အစပိုင်းမှာခေါ်ပေါ်ကြတာပါ။ဒါပေမဲ့သူဟာရုပ်ရည်တစ်ခုတည်းနဲ့တက်လာတာမဟုတ်ပါဘူး။မြမအယူရာအကအလားဒီကိုအခြေခံကစပြီးအချိန်ပေးလေ့လာခဲ့တယ်လို့စင်ပေါ်မှာဖြောပြတဲ့အခါမှာလဲသူ့ရဲ့လက်အနီအထားခြေလမ်းတွေကတကယ့်တပင်မျိုးရိုးတွေအတိုင်းပြပြတက်လေတွေရှိလာပါတယ်။ဒါကြောင့်လဲပရိသတ်ကသူ့ကိုခဏလေးအတွင်းမှာတင်လက်ခံအားပေးခဲ့ကြတာဖြစ်ပါတယ်။အမှုပညာရှင်တယောက်အတွက်ကိုပိုင်စအဖွေထောင်လဲဆိုတာတကယ့်ကိုစိန်ခေါ်မှုကြီးတစ်ခုပါ။2025ခုနှစ်မှာတော့အောင်ဇက်ပူဟာသူ့ရဲ့ဝါသနာနဲ့ယုံကြည်ချက်ကိုအရင်ကြည်ပြီးအောင်ဇက်ပူသပင်ဆိုတဲ့နာမည်နဲ့စအဖွေကြီးကိုစတင်ခဲ့ပါတယ်။ငွေကြေးအမြောင်အများရင်းနှီးမြှုပ်နှံခဲ့ရတယ်လို့ပရိသတ်ကိုဆွဲဆောင်နိုင်ဖို့အတွက်ခေတ်မီမီအလင်းအမောင်လိုက်တင်စနစ်တွေစမ်းသစ်တဲ့ဇက်လန်းပြဆက်တွေကိုအမြဲတမ်းစူးစမ်းတင်ဆက်နေရတွေ့ရပါတယ်။ဒါကြောင့်လေအခုဆိုရင်နယ်လေကားဖြိုးဖို့အတွက်ငားရမ်းသူတွေကြနနာနဲ့တန်းစီနေရတဲ့အထိအောင်မြင်နေတာဖြစ်ပါတယ်။အောင်ဇက်ပူရဲ့ဇက်ပွဲဒီမှာနောက်ထပ်ထူးခြားချက်တစ်ခုကတော့ဟာတာပါပဲ။လူရှင်တော်ဒီဖြစ်တဲ့ဖြိုးကွမ်တီရွှေမိုးတို့နဲ့ပေါင်းဆက်ပြီးတင်ဆက်တဲ့အပိုင်းတွေဟာပရိသတ်ကိုတဟားဟာရေမောစေတယ်လို့မင်းသားကိုယ်တိုင်ကလည်းဟာတာလူရှင်တော်ဒီနဲ့အပေးယူတက်ဖြောပြနေလာကသူ့ရဲ့အရေးချင်းတစ်ခုမှာလူမှုကွန်ရက်ပေါ်မှာသူကပြတဲ့ဗီဒီယိုတိုလေးတွေဟာတပုတ်ဆိုတပုတ် TikTok နဲ့ Facebook မှာ viral ထွန်းလိရှိတာကြောင့်လူငယ်တွေကြားမှာပါသပင်အမှုပညာကိုပြန်လည်စိတ်ဝင်စားလာအောင်လုပ်နိုင်ခဲ့သူလို့ဆိုရမှာပါငကုံးချုပ်ရရင်နော်မင်းသားအောင်ဇက်ပူဟာစူးစမ်းအားထုတ်မှုနဲ့စွန့်စားမှုကိုအခြေခံပြီးမြမသပင်လောကမှာနေရာတနေရာကိုခိုင်မာရယူထားနိုင်ပြီးဖြစ်ပါတယ်။ရှေ့ဆက်ပြီးတော့လေသူ့ရဲ့အမှုပညာခရီးလမ်းကပိုပြီးတောက်ပါလာအောင်မှသိကြပါရရှင်။ကဲပရိသတ်ကြီးတော့မင်းသားအောင်ဇက်ပူရဲ့ဇက်သပင်ကိုကြည့်ဖူးကြလား။ဘယ်လိုအခန်းကြီးကိုအကြိုက်ဆုံးလဲဆိုတာ comment မှာပြောပြခဲ့ကြပါဦး။အခုလိုစိတ်ဝင်စားစရာအမှုပညာရှင်တွေအကြောင်းကိုအမြဲကြည့်ရှုဖို့အတွက် channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။